ချစ်ဆုံးတို့ရေထမင်းစားချိန်စောင့်နေကြပြီလားရှင်ကျွန်တော်ကတော့နည်းနည်းနောက်ကျသွားတယ်ပေါ့နော်ဒီနေ့အတွက်ကတော့ပဲဟင်းညိုနဲ့ပြည်ပန်းညိုခက်ကလေးပါရှင်စွန်တန်ဒီပဲလေးပေါ့နော်အဲ့ဒါလေးရေပြီးတော့ကြာမနေ့ကမြစ်ကိုဒီနေ့ချက်လိုက်တယ်ရှင်မနေ့ကဝတ်သားအကြံရေမြစ်ကဲပဲသီးရေအာလူးရေပြီးတော့ကြာတော့ခရမ်းသီးရေအစုံပေါ့ဗျာပြောရရင်တော့ဘာကြီးကြော်လေးလို့ပေါ့ဒါကိုကျွန်တော်တိတ်ကြိုက်တာပဲကျွန်တော်အဖိုးတွေကလည်းကြိုက်တယ်ရှင်ရမ်းကောင်းတယ်တော့ဒါလေးကိုချပါတီလေးနဲ့စားရင်လည်းကောင်းတယ်ရှင်ကဲတုံးဆောင်ကြပါအောင်ရှင်စားပြကြပြီထင်ပါတယ်ရှင်ဒါကတော့ညုတ်တီးတောင်တံမြာတီးညစ်ကလေးပါရှင်စားမယ်နော်ထည့်မယ်နော်အားလုံးပဲကျမ်းမာချမ်းသာတဲ့ဘဝလေးပိုင်ဆိုင်နိုင်ကြပါစေရှင်ကျွန်တော်ကိုလည်းအမြဲတမ်းစားချိန်တောက်ချိန်လေးကိုကြည့်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ကျွန်တော်အဖို့မရှိလို့ပေါ့နော်ရှင်တို့နဲ့စကားပြောပြီးတော့စားရတာပေါ့နော်အဲကျွန်တော်ဘဝအတွက်ကတော့တက်ရှင်စရာအတွက်ထောက်ပံ့ကောင်းလေးတစ်ခုပေါ့ရှင်ရှင်တို့ကစားပါပြီရှင်ငါဆက်တယ်ကျော်ကောင်းမျိုးကြီးတော့ကောင်းမှာနော်မျိုးတိတော်ကောင်းတယ်မျိုးပြက်လဲကားဆက်တယ်ချိုးနာပဲရှင်ခရမ်းသီးတစ်လုံးပဲသီးတောင်းရယ်အာလူးလေးရယ်ရှင်ကောင်းမှာကောင်းဒီဇုံးလေးတစ်ချောင်းလောက်ဟိရတာပေါ့နေ့ဘာနဲ့ချက်ကြအောင်ချက်ကလေးတို့မုံသမီးဟိုပါဆုံးအဲ့တို့ရှေ့ကောင်းရှင်မနေ့ကဝတ်သားစိတ်သားကိုမကုန်ဘူးမကုန်လို့နေ့တာလက်စဖြတ်ရတယ်မြင့်ကဓာတ်ကိုမကုန်ဘူးတော်ရင်မကုန်တာတွန်ပလိုက်တော့မယ်ကောင်းချက်တာကိုမကုန်ကျန်တပတ်လုံးမြင့်လေသွားလိမ့်မယ်ရမ်းကောင်းမယ်နော်စန်တန်နီဘဲလေးနဲ့ပြည်ပန်းညွန့်ရွက်လေးဘိုးတွင်းဆိုပြည်ပန်းညွန့်ရွက်ကလေးကပေါ်တယ်ကောင်းတာရုံမရှိတယ်ရမ်းကောင်းတာတော့ဒီအဲ့ကောင်ဈေးထဲမှာချီကြလာသေးတယ်မစားချင်ဘူးအေးသူကမကြိုက်ဘူးကျွန်တော်လည်းတက်ကကြီးပြီလေဟိုကျွန်တော်ကြိုက်တာပဲကျွန်တော်ချက်စားတော့မယ်နေရမယ်ထက်စားရင်နော်တရားဖို့ရက်ကနီးနေအဲ့တော့သမီးကြိုက်တာသမီးစားမေကြိုက်တာမေစားမယ်လို့ပြောလိုက်တယ်တော့သမီးတွေကြိုက်ပဲစားခဲ့တာပေါ့ရှင်